ပြန်ကြောက်လာတော့ပြလာတော့ဘုရားကြောက်ခဲ့တော့တကယ်လို့ဒီဘုရားသခင်အသက်ရှင်တော်မူကြယေရှုအသက်ရှင်တော်မူတော့ဘုရားဖြစ်မယ်ကျွန်တော်ငရဲကြောက်တော့ကျွန်တော်ကြောက်တယ်အဲ့ဒီစိတ်နဲ့ကျွန်တော်တနည်းအားဖြင့်ဒီ2000နဲ့ဒီ2000နဲ့ခုနှစ်ပေါ့နော်ဒီမှာပါကျွန်တော်ဒီအာစီဖျားဆောင်မှာအများအားကျွန်တော်သွားတယ်ဖျားဆောင်မှာသွားတော့ခရစ်စမတ်နေ့လည်းရောက်ပါလိမ့်မယ်ကျွန်တော်မှာဒီလိုစားတယ်ဒီအသက်ဆိုတော့ဘာမှမရှိဘူးအဲ့ဒါတော့ကျွန်တော်ဝယ်ရှင်တဲ့ကတော့အဲ့ချိန်မှာကျွန်တော်ဖျားဆောင်တော့ပြောတယ်ဖျားဆောင်ပြီးတော့ကျွန်တော်စိတ်ကအေးချမ်းတယ်ဘုရားဘာသာဘုံကြောင့်အခြားစီဖြစ်တယ်ဆိုတော့ခံစားရဒီဟိုဟာဘောဘုရားဘာသာနဲ့ခရိယာနဲ့အထဲမှာဝင်သွားတယ်အားလုံးကကျွန်တော်လုံးကြတယ်နှုတ်ဆက်တယ်အားလုံးတော့ဒီမှာဒီကိုလိုလက်စကန်နဲ့ကျွန်တော်ဖျားဆောင်သွားတယ်နေရာမျိုးသွားဖြစ်တယ်ခရစ်စမတ်နေ့ရောက်တဲ့ချိန်မှာကျွန်တော်ဘာလုပ်လဲဆိုတော့ဝေဖို့ဝေစားဝေဖို့လည်းကျွန်တော်ပတ်စံတယ်ကျွန်တော်တစ်ဖက်လည်းကြည့်တယ်ဆယ်ရန်ပထမနေ့ကြာလို့တော့ပြန်နေကြည့်တယ်အဲ့ဒါကတော့ဟိုဒီရှိအသက်ရှင်တော်မူသောဘုရားဖြစ်တယ်ကျွန်တော်လိုအပ်တဲ့ပစ္စည်းကိုပေးပါဆိုတော့အဲ့ဒီမှာဒီကျွန်တော်ဒီကဒီကျဲတော့ဘာလို့လဲတော့ကျွန်တော်ကဘာမှပြောတတ်တဲ့လူလည်းမဟုတ်60ဖွဲ့ဖို့ထွက်မယ်60 60ဘောအဲ့ဒီကနေ့ထွက်တော့ဒီပြောတယ်ဒီက60တို့ညာ3နဲ့6ပို့လိုက်မယ်ကျွန်တော်ဒီလိုတော့ကျွန်တော်ပတ်စံလို့ချင်တာတော့နဲ့မပြောတော့ဘူးအဖေ60လို့ကျွန်တော်3နဲ့6လို့3နဲ့6ပို့လိုက်ကျွန်တော်နဲ့ကျွန်တော်သူရှင်ပြန်တော့တယ်ပေါ့ထိုးတော့မိသွားပြီပါကျွန်တော်ထိုးလာတယ်သူရှင်တဲ့သူရှင်မှာမရလာတော့ညနေပိုင်းတော့တာချဲလို့ပြတာဆုံးတော့တာချဲပေါ့လို့ပေါ့ချဲပေါ့လားအဲ့နဲ့ထိုးရတယ်မနေ့တော့ထိုးရတယ်ဒီတော့ပတ်စံဒီပတ်စံလာပြီးမယ်ပြောတယ်ဘုံမိုက်ပဲနင်းညမှာဖျားကြောက်ပြန်လာတော့ဒီရှိတဲ့ရှင်တို့ဖျားပြီးတော့ဟောပြီးတော့အဲ့ဒီချင်းကဆိုင်တော့ကျွန်တော်ကဘုရားဘာသာလို့ဘယ်တော့မှဒီလိုလောက်ရှိမှရှားရှိဘုရားမလို့တော့အဲ့ကျွန်တော်ဒီအဲ့ဒါနဲ့ဖျားကြောက်မှာမြန်တော့တော့နောက်ပိုင်းတော့ဒီကျွန်တော်ဘုရားအရှိဘုရားဘာသာကိုနေရပါတော့ဒီတော်တော်ညွှန်နေတာလေနောက်တစ်ခုကဘာလဲဆိုတော့ကျွန်တော်ကိုတချို့လူတွေကရှာလာတယ်ရှိတယ်တချို့လူတွေဆိုမင်းဟောလာလာစားပေးလို့ခရစ်ယာန်တဲ့ဝင်လာခရစ်ယာန်ကမင်းချင်းအောင်ကန်တယ်ကျွန်တော်အဲ့လိုပြောနေကြတယ်အဲ့မှာနေလို့စင်ပြီးတော့အမေကလည်းမင်းခရစ်ယာန်ဝင်မယ်ဆိုတော့မင်းကအိမ်မှာမနေနဲ့ဘုရားကျောင်းမှာသွားနေပါဘုရားကျောင်းမှာသွားနေပါအဲ့ဒီဘုရားကျောင်းကိုမင်းကိုကျွေးရတယ်အဲ့လိုပြောတယ်တော့အမေကဘာပြောလဲဆိုတော့အမေကအဖေရှင်ကဘာပြောလဲဆိုတော့ငါသားမင်း10ရက်ရောက်တယ်ဘုရားတော်ပြင်ပြီးသွားပြီမင်းကစဉ်းစားရတဲ့ဥရောရှိတယ်စဉ်းစားရတဲ့ဉာဏ်ရှိတယ်ခရိယာန်တွေကမင်းကိုတတ်နေရလားမဟုတ်ဘူးခရိယာန်ကမင်းကိုစော်ကားနေတယ်မဟုတ်ဘူးမင်းတို့စီတော့တဲ့ချိန်မှာလည်းမင်းတို့ကပြီးကံနဲ့ဆက်ဆောင်ဒါတော့အမေကတော့ဘာမှမပြောလို့မင်းသွားချင်တော့ရတယ်မကန့်ဘူးအဲ့လိုပြောတယ်အဖေကမရဘူးအမေအားနဲ့အမေနဲ့မရဘူးငါများတယ်အဲ့ဒါနောက်ဆုံးကျွန်တော်ကဘာမှမနေဖို့ကျွန်တော်မြချင်းကပေါ်တဲ့တက်ရမရှိဘူးမြချင်းကကျွန်တော်ကအနည်းဆုံးဘယ်ကောင်တော့ပညာချောင်းရတာခံရမှာကြာပြီးတော့ဒီနေ့လူညီလာတော့အမျိုးတွေကစကားကိုပုံမပြောမှာအဲ့လိုမျိုးပြီးတာအဲ့တော့ကျွန်တော်လည်းလောလောဖြစ်ချင်တာနဲ့လေးချောက်လာတယ်ကျွန်တော်လေးချောက်ရလာတယ်ကျွန်တော်လေးချောက်လာတဲ့ချိန်ကျွန်တော်စမ်းစာလည်းမဖတ်ဘူးစမ်းစာဖတ်တော့ဖတ်တယ်တမောင်းကျောင်းဖတ်လိုက်တာနဲ့နားမလို့ပါပြောဒီအားလည်းကျွန်တော်စမ်းစာကိုပထမစာမျက်နှာတော့စာမျက်နှာ3ရက်လောက်လာပြီးတော့ကျွန်တော်ဆက်ကြည့်ကျွန်တော်အားလည်းမဟုတ်တော့ဒီနားရောက်လာဒီလေးချနိုင်ရောက်လာလေးချနိုင်ရောက်လာတော့ဒီစမ်းစာကျောင်းဆင်းနေရောက်လာတွေ့တာကျွန်တော်ဒီ14ရက်လောက်နေတော့သူကရောက်ကျွန်တော်နဲ့အတူတူသူကလည်းချင်းဖြစ်တော့အရန်စင်ပြီးတော့မရာချင်းလို့သူကကေဒီချင်းကြောင့်ပြောကြတယ်ဆိုတော့ကေဒီချင်းဆိုတာဒီရှိုးကဒီလောကကားထဲမှာအေခံခဲ့လို့ကျွန်တော်တို့ကကေဒီချင်းရတာဖြစ်တယ်ယုံကြည်ချင်းအဖြစ်ရတာဖြစ်တယ်ဒီအပြစ်သားကိုဖြစ်တော့ဘယ်လိုချင်းလို့လဲဘယ်လိုချင်းတယ်ဆိုတော့သူပြောကြတယ်အကြောင်းပြောကျွန်တော်ကဒီချင်းတင်းမှာပေါ့နော်ကျွန်တော်ချင်းခံခဲ့တယ်ခုပုံလေးကျွန်တော်တော့မသိဘူးဒီပြည့်ညတ်တော်စေပါဆိုတာလည်းဘူးဒီမကြည့်နိုင်ဘူးဘုရားသခင်ကအပြစ်သားမှန်းသိအောင်ပေးတာဆိုပြောတယ်ကျွန်တော်ဥမဲ့ကျွန်တော်ကြည့်ဖို့မခဲ့ဘူးမလွယ်ဘူးဆိုမှကျွန်တော်ဒီတိုင်းပဲနေတယ်ဒီတိုင်းပဲနေအဲ့လိုပဲနေလာခဲ့တာအဲဆရာပဲနိုင်ရောက်လာတဲ့အခါတော့မပြောလိုက်ပါဘူးဒီပြည့်ညတ်တော်စေပါဟာခရိယာန်တွေတော့ဒီကျမ်းစာထဲမှာပယ်ခြင်းတရားပယ်ခြင်းအကြောင်းလုံးဝမပါလာဘူးသူကျမ်းစာတင်တဲ့ချိန်မှာကျွန်တော်အရင်ကကျမ်းစာမှာလည်းကြည့်တော့ကျွန်တော်ဓမ္မကျမ်းတွေတော့သိချမ်းဖတ်တယ်
北京家呢，你老这边北京那么包了，有5公里我不钱了，家那么家不他们5公里我不钱啊，减少我地价，怎么地价嘛积累在开着，3年的偏西不行，龙王不行。等你们的偏西不行，龙王不行，等你们的也过去10年，他们往那边的，啊，哎，讲到龙王都你等5公里嘛，我比过来给他说的。အဲ့ကကြတော့အဲ့အကြောင်းလေးပြီးကြတော့ကျွန်တော်ဒီ70တင်းတော်မှာဒီမှန်ကန်တော့တင်းတော်ပြီးနောက်ဆုံးကြံစည်တော့တင်းတော်ဖြစ်တယ်။ကျွန်တော်ကြားစာအလုံးမှာကြည့်မယ်ဆိုရင်ဟိုသူတို့ဒီဖြစ်တော်ပြောတဲ့သူတို့ရဲ့တင်တို့ရဲ့တာနာပတ်အဲ့တော့ပြောတဲ့ဒီကစံပေးတဲ့ပြောလိုက်တဲ့အခါမှာကျွန်တော်နားလည်လာတယ်။ဒီတင်တို့ဆိုတာကဘုရားသခင်ကိုယုံကြည်တော်သူဥပုံနဲ့မှာဘုရားသခင်ကိုဒီလိုဆိုလိုချင်းဖြစ်ပြီးတိဆိုတော့သူတို့ဆိုတဲ့ဥစ္စာကတော့ဝတ်သားစားတဲ့လူတွေပြညာလို့စေပါမဆောင်တဲ့လူတွေပြီးတော့ဒီဘုရားနဲ့ကိုဘုံလာတော့ဥပဒေတော်နဲ့မှာဥပ္ပချင်းမို့ပဲနဲ့တခြားသောဒီရှင်ထမ်းတော်တွေမှာဘုရားဒီမဲ့ဒီကံမနဲ့နော်ဒီလိုတော့ဘုရားနဲ့ဥပဒေဆိုတော့သာသနာ့ဘောင်တွေဆိုတာကဖြစ်တော်ဘုရားကိုဒီလိုသူလို့ဆိုတယ်ဆိုတော့သိတာအဲဒီလိုနဲ့7 နေ့တင်းတော်မှာကျွန်တော်ဒီချင်းကဘောရကျွန်တော်နေ့ချင်းကဘောရောက်လဲ你今天的话，你今天遇到的7天的话，你亲不看清，咱你亲不看，本来那边我们压那个，下个压个，你亲看嘛呗，压那个，然后你今天的话，这个真的是挺好玩的。俺那我们找那个，俺那我们找那个，我身上俺那，你那个你今天的话，你那多少包我做的，俺那么几个月的，那那一个万，两年那我跑出来，从你亲看来一个7天的话，你看。အဲ့တော့ကျွန်တော်နေ့ကျွန်တော်နေ့ချင်းကလာတယ်ကျွန်တော်ပြောတော့နေ့ကလေးကံကောင်းတော့အာစီပြတ်တော့မှပြတ်တော့တယ်မလေးရှားရောက်လာတော့ချင်းတင်းတော့မှဝင်တယ်အခုကျွန်တော်နေ့တင်းတော့ဝင်တယ်နောက်ဆုံးမြတ်ပဲဝင်အောင်လည်းမကြည့်ဘူးလေအဲ့လိုပြောတာငါဝင်စရာမရှိတော့လမ်းဆုံးသွားပြီလို့ကျွန်တော်ပြောလိုက်တယ်ဒီတော့အဲ့ဒီနောက်လောကမှာဝတ်သားမစဒီဝတ်သားကျွန်တော်7တင်းတော့မှကျွန်တော်ဝတ်သားရှောင်းတဲ့ဥစ္စာလောကမှာဆိုဝတ်သားတကယ်ရာရဲ့ကျန်းစာတော့ပါလာလို့ဆရာပြောတာပြရတာဝတ်သားစားလို့မရလို့ပြတင်တော့အင်မတန်အစားတော့လဲကျွန်တော်ရှောင်တော့အရန်အံ့ဩတယ်ဘယ်လိုကောင်းလဲအဲ့ဒီဝတ်သားမစားချင်းကြောင့်ဝတ်သားမစားခင်ကျွန်တော်ရဲ့ဝတ်သားမစားတော့ဘူးဆုံးဖြတ်တဲ့နေ့ကစနေနေ့ဖြစ်တယ်စနေနေ့မှာဒီလိုအလို့အဆင်းတဲ့ခါကျတော့ရရမလားဆက်ရမှာရင်လာတော့ကျွန်တော်ကသမင်းဝယ်စားမှာနော်သမင်းဝယ်စားတော့တတိယသမင်းဝယ်လာပြီးတယ်ဝယ်လာပြီးတာဝတ်သားနဲ့ဖြစ်နေတော့ကျွန်တော်မစားဘူးလို့သုံးပြတဲ့နေ့မှာဝတ်သားရောက်လာတယ်ကျွန်တော်မစားတော့ဘူးလို့အရင်ကစားတယ်အဲ့မစားတော့ဘူးဆိုတော့ကျွန်တော်တော့သမင်းစားတဲ့ပုံပြီးတော့ကျွန်တော်ကဒီစက်ရုံကနေတောထဲမှာတော့အဲ့ဒါမှဒီအိန္ဒိယဆိုင်မှာသွားစားလိုက်ရတော့ဈေးကကြီးတယ်ရှစ်ကျတော့တော့ရှစ်ခွဲတော့တော့အဲ့ဒါဝတ်သားမစားတော့ပတ်စားတော့ကုန်ပြီမှာကျွန်တော်ကစိတ်ရအောင်စိတ်ရတယ်ဒီကကြည့်ရောအဲ့နဲ့တွိုက်ရောအဲ့နဲ့အဲ့ဒီလေအဲ့လိုစဉ်းစားတာဒီအဲ့စနေနေ့ပါလားကျွန်တော်လည်းစဉ်းစားတယ်မှာဟိုဖြင်းရွေးနေတာနားပြောနေအဲ့ဒီကနားလေးကိုပေါ့ဘုံတော့ဒီမှာနှစ်ချက်ဘိုးလည်းထိုးတာနှစ်ချက်ဘိုးထိုးတာဒီမလေးမငါတော့ဘောကဒီကဒီနေ့ကြီးတာဘယ်နဲ့ပြန်အပြင်ပေးရပဲပြောတာကျွန်တော်အရင်ဝမ်းသာတယ်ဒီကြုံကြည့်ကျွန်တော်ဒီ7 day တော့ဝင်လာဘယ်လိုဝင်လာဒီတော့ကျွန်တော်7 day တော့ဝင်လာတာတကယ်ဘုရားကတက်တည်ပြတယ်ဆိုတော့ကျွန်တော်အရင်စိတ်ထဲမှာခံစားရတယ်ပြီးတော့နောက်ဆုံးချက်ပြီးတော့တင်းတော်ဆိုတော့လည်းကျွန်တော်တကယ်ယုံကြည်တယ်ဒါပေမဲ့အခုချိန်မှာတော့ကျွန်တော်7 day တော့ပါဝင်လာတာပြီးတော့ညီလားမကြသေးဘူးတော့ပြောလို့ဆိုတော့အများကြီးဒီချင်းတင်းတော်မှာပါဝင်လာခဲ့တော့ဒီ7 day တော့ကျွန်တော်ဖျားရှိတော့10ချိန်တော့မပြီးသေးဘူးအခုမမရဆိုတော့9ချိန်တော့ပဲရှိမှဒီချိန်နဲ့ဆိုအရောက်စင်းမောဖျားတင်တော့ကြည့်ပြပါလေအာမင်